ဒီနေ့မှာတော့လေကွင်းပြင်ကြီးစီကိုကျွန်တော်အနေနဲ့အလေခွာမှာပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့လမ်းပြောင်းနေတာတော်တော်ကြာပြီဗျာကျွန်တော် streamer လို့ content creator လို့နဲ့လမ်းပြောင်းနေတာ2 နှစ်လောက်ရှိပြီလို့ပြောလို့ရပါတယ်ကျွန်တော်ဒီကြားတဲ့နိုင်ငံခြားထွက်ဖို့ဆိုပြီးကျွန်တော်လုပ်လိုက်ပါသေးတယ် passport မရလို့ပေါ့နော်ကျွန်တော်ဘဝရဲ့အကြောက်ဆုံးအမှန်တရားတစ်ခုကိုကျွန်တော်ပြောပြပါမယ်အဲ့ဒါကတော့ကျွန်တော်ဘာအင်ခန်းမှမရှိသေးတဲ့အချိန်မှာကျွန်တော်ဘောမိဘလို့ကျေးဇူးရှိတဲ့လူတွေကျွန်တော်အနာကနေအစောကြီးထွက်ခွာသွားမှာကျွန်တော်အကြောက်ဆုံးပါပဲအဲ့ဒီအကြောင်းအရာကိုကျွန်တော်တွေးမိလိုက်တဲ့အခါတိုင်းကျွန်တော်ရင်ဘတ်အောင်ပါတယ်ဒါကျွန်တော်အကြောက်ဆုံးအမှန်တရားတစ်ခုပါခုနကတော့ပြောတဲ့အကြောင်းအရာကတော့ဒါကျွန်တော်လေကွင်းပြင်ကိုကျင်းနေကျွန်တော်ကောင်းလေးကိုရောက်လာတဲ့ညအိတ်ခန့်လေးဆိုရင်ကျွန်တော်တွေးနေကြအတွေးတစ်ခုပဲဖြစ်ပါတယ်တကယ်တော့ကျွန်တော်ခုမတည့်ရနေတဲ့နေရာကတစ်ချိန်လုံးကကျွန်တော်တို့တငယ်ချင်းတွေအဖွဲလိုက်ကြီးစပီးစီးခဲ့တဲ့နေရာပဲဖြစ်ပါတယ်တငယ်ချင်းတွေကတော့အခုရီမန်းချက်ကိုဒီနဲ့နိုင်ငံခြားထွက်တဲ့လူထွက်ရန်ကုန်မှာအလုပ်လုပ်တဲ့လူကလုံနေကြပြီပေါ့နော်ကျွန်တော်အနေနဲ့အဲ့လမ်းမကြီးမှာဗီဒီယိုရိုက်ရတာနည်းနည်းခက်တယ်ဗျလမ်းသွားလမ်းလာတွေကျွန်တော်လိုက်ကြည့်ကြရပေါ့နော်တချို့တွေကလက်နဲ့ချောင်းတွေပါထောင်းရကြတယ်ဗျဒီလိုမျိုးလေကွင်းပြင်စိမ့်စိမ့်မိုးအုံနေတဲ့ရာသီဥတုမှာကျွန်တော်တို့တချင်းတစ်ပုတ်လောက်နားထောင်လိုက်စောက်ရမ်းမိုက်တဲ့ bite တစ်ခုကိုကျွန်တော်တို့ခံစားရမှာကျင်းတည်တယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့ရည်မှန်းချက်တွေတနေ့တော့အောင်မြင်ပါလို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်ဒါကတော့ဒူတိုင်းကိုယုံကြည်မှုတစ်ခုအနေနဲ့တော့ထားရမှာပဲကျွန်တော်တို့ဘယ်လမ်းကိုသွားမလဲကျွန်တော်တို့ဘာလုပ်မလဲဆိုတာကိုဘယ်သူမှမပြောပြဘူးဆိုတော့ကိုယ်စိတ်ထဲကတော့သိနေမှာပဲဗျာအဲ့တော့ကျွန်တော်ပြောချင်တာကတော့လူငယ်တိုင်းကိုယုံကြည်ရလမ်းကိုရှောက်နိုင်ပါသေးလို့ပဲကျွန်တော်ပြောချင်ပါတယ်